Now again, Season 7 Episode 2 No Talare Mahanagama အမောင်ထုရဲ့ချိန်ချမှုကဲ Now again ပရိသတ်ကြီးရေခုဆိုရင်အားလုံးစောင့်မျှော်နေကြတဲ့ Season 7ရဲ့ဒုတိယမြောက်အပိုင်းဟာတကယ်ကိုရင်ခုန်စရာကောင်းအောင်ထပ်ရှိလို့လာပါပြီဒီကနေ့မှာတော့တာမန်မင်္ဂလိလို့ထင်ရတဲ့ပူရီတယောက်သူမရဲ့စစ်မှန်တဲ့ငကားမအစွမ်းတွေဘလို့စတင်လို့ထားလာလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါIndian Vibe Recap Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ကန်စမာရဲ့စုံတွေ့မှုဇလန်အစမှာတော့ပူရီဟာအလုပ်ရဖို့အတွက်အမဖြစ်သူအနန္ဒနောက်ကိုလိုက်ရင်သတင်းဌာနပိုင်ရှင်အာယမန်နဲ့တွေ့ဆုံခဲ့ပါတယ်။အာယမန်ကတော့သူ့ရဲ့အလုပ်မှာအရန်ကိုစီကံကြည့်ပြီးပြတ်သားတဲ့သူပါ။ပူရီဟာသူ့ကိုမြင်မြင်ချင်းမတင်ရင်ထဲမှာတမျိုးလေးခံစားလိုက်ရပါတယ်။ဒါဟာရှိရစက်ကြောင့်လား။ဒါမှမဟုတ်နောက်တစ်ချိန်မှာဖြစ်လာမယ့်အချစ်စီရဲ့နမိတ်လားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါပြီ။ A tasket, a green and yellow basket. I wrote a letter to my love, and on the way I dropped. နှစ်ငကားမရဲ့ကဲတင်ချင်းပါတီအပြန်လမ်းမှာတော့ညီမနှစ်ယောက်ဟာလူမိုက်တွေရဲ့နောက်ဆက်ခြင်းကိုခံရပါတယ်။အဲ့ဒီအချိန်မှာပဲပရိသတ်တွေအံ့ဩသွားအောင်ငကားမတကောင်ပေါ်လာပြီးလူမိုက်တွေကိုအလဲပညာပေးလိုက်ပါတယ်။ဒီငကားမဟာဘာလို့လဲပူရီတို့နဲ့ဘာပတ်သက်နေလဲဆိုတာကတော့ပဟေးလီတစ်ခုပါပဲ၃နတ်ဖျားเจ้าကထူခြားတဲ့နမိတ်ပူရီဟာရေသွားခဲ့ရင်ရှေးဟောင်းတီဝါနဲ့ဖျားเจ้าထံသို့ခြေချလိုက်တာနဲ့ထူဆန်းတဲ့ဖြစ်ရတွေစတင်လာပါတယ်စီမီခွက်တွေအလုံးလုံးလင်းထိန်လာပြီးခေါင်းလောင်းတန်တွေကတရံမြည်လာခဲ့ပါတယ်ဒါဟာမဟာနဂါမတရကျောင်းထဲကိုရောက်လာပြီးဆိုတာကိုနတ်ဖျားတွေကကြိုးဆိုလိုက်တဲ့သဘောပါပဲလေနာကျင်ဖွဲအသွင်ပြောင်းမှုဒီအပိုင်းရဲ့အထူးခြားဆုံးအခန်းကတော့လာပြည့်ညမှာပူဗီရဲ့ခန္ဓာကိုယ်ထဲမှာစတင်ဖြစ်ပေါ်လာတဲ့အပြောင်းလဲပါသူမဟာအရေးခွန်လဲရမယ့်ဝေဒနာကိုအပြင်းထန်ခံစားနေရပါတယ်သူမဟာအနန္တနဂါမျိုးနယ်စုရဲ့အစွမ်းထက်ဆုံးနဂါမအဖြစ်စတင်လို့ထားလာနေပါပြီ။သူမရဲ့နာကျင်နေတဲ့တရုပ်ဆောင်ချက်တွေကတော့ပရိသတ်ကိုပါတကယ့်ကိုစိတ်မကောင်းဖြစ်စေမှာပါ။ငါအီယာမနဂါကြီးရဲ့ချိန်ချမှုတစ်ဖက်မှာလည်းအာယမန်ရဲ့အိမ်မှာမင်္ဂလာဆောင်တဲ့ပြင်ဆင်နေကြပေမယ့်ပရောဟိတ်ကတော့ဒီပွဲမှာတွေးချောင်းစီလိုက်မယ်လို့နမိတ်ဖတ်သွားပါတယ်။ရန်သူတွေကနဂါမကိုဖျက်ဆီးဖို့အတွက်အီယာမနဂါကြီးဒရဂွန်တကောင်ကိုလက်နက်အဖြစ်အသစ်ပြင်ထားပါတယ်။ဒီနဂါကြီးဟာနဂါမနဲ့တွေ့တဲ့အခါမှအလို့ထားလာမှာပါ။ကဲပူဗီတယောက်တမိုင်းရစစ်မှန်တဲ့မဟာနဂါမအစွမ်းတွေကိုဘယ်လိုထိန်းချုပ်မလဲ။အာယမန်နဲ့ရောဘယ်လိုရှေ့ဆက်မလဲ။နဂါမနဲ့နဂါကြီးတို့ရဲ့ထိတ်တိုက်တွေးဆုံမှုကဘလောက်ပြင်ထမ်းလဲဆိုတာနောက်ထပ်အပိုင်းတွေမှာဆက်လက်ဆောင်ကြည့်လိုက်ကြအောင်ပါ။